UFC 317အပြီးအတဲကန်ဝိုင်းတွင်မှဂျော့ရှူဝါဘန်ရဲ့ချန်ပီယံစိန်ခေါ်ခွင့်တနင်္ဂနွေနေ့ကကျင်းပသွားတဲ့ UFC 317ပြိုင်ပွဲမှာတော့ဘန်ဟာလွမ်ကီနံပါတ်1ကဖိုင်နာရိုင်ဘာကိုအတိုင်းအဆုံးဖြတ်မှာအမှတ်နဲ့အနိုင်ယူအောင်ပွဲခံသွားခဲ့ပါပြီဗျရိုင်ဘာခင်းကျင်းလာတဲ့လက်နီးစနစ်အပေါ်မှာဘန်ဟာစိတ်ရှည်တီးခံပြီးရိုင်ဘာရဲ့မျက်နှာကိုတိကျလုံးတဲ့လက်တီးချက်တွေဘော်ဒီထိုးချက်တွေပြည့်ကျွေးနိုင်ခဲ့ပါတယ်ရိုင်ဘာရဲ့လက်တီးချက်တွေကလည်းဘန်ရဲ့မျက်နှာပေါ်ကျလာတာပါပဲဗျဒါပေမဲ့လည်းလက်တီးတမ်းမေအပိုင်းမှာတော့ဘန်ကတိတိတတကြီးပြင်းနေတာအားလုံးလည်းတွေ့ရမှာပါသူထိုးကိုထိုးပြန်ကျဲကြရင်နောက်ဆုံးချိန်မှာတော့ရိုင်ဘာဟာဘလို့မှတောင်းခံမနိုင်တော့ပဲဘန်ရဲ့လက်တီးချက်မိကနော့ဒေါင်းကျသွားခဲ့ပါတယ်ဗျနော့ဒေါင်းကျတာနဲ့ဘန်ဟာချက်ချင်းပဲရိုင်ဘာကိုဟမ်မာဖြစ်တွေထူပြီးပွဲသိမ်းနိုင်မှုအားထုတ်ခဲ့ပေမဲ့အချိန်ကမလုံလောက်တော့လို့ဒိုင်းဆုံးဖြတ်နဲ့ပဲနိုင်ရခဲ့ပါတယ်ပွဲပြီးအတဲကန်ဝိုင်းတွင်ရိုးလိုကန်တဲ့အင်တာဗျူးမှာတော့ကျွန်တော်တို့တင်းကကျုပ်တီနေရာကိုရောက်လာမယ်ဆိုတာသိနေပြီးသားပါဒီပွဲထိုးရဖို့အတွက်ကိုဘန်ဟာခြေချောင်းကျိုးရက်နဲ့ကိုလက်ခံထိုးခဲ့တာပါပြောရရင်ဒီနေရာကိုရောက်လာဖို့ချန်ပီယံစိန်ခေါ်ခွင့်ရဖို့ထိုးခဲ့တာပါဖလိုင်းဝိတ်တန်းချန်ပီယံခဲပတ်လူပွဲထိုးမဲ့ပွဲကိုကျုပ်ထိုင်ကြည့်နေမယ်ဒေနာဝိုက်ရီအဲပွဲပြီးရင်ကျုပ်ကိုချန်ပီယံဖြစ်လာမဲ့သူနဲ့မျက်နှာချင်းဆိုင်ခွင့်ပေးပါလို့တောင်းဆိုသွားခဲ့ပါသေးတယ်ဖလိုင်းဝိတ်တန်းရဲ့ချန်ပီယံဂုဏ်ပုတ်ကိုကောက်ွယ်နိုင်ခဲ့တဲ့ပန်တိုဂျာကလည်းဘန်ကိုလေးလေးဆဆနဲ့အတဲကန်ဝိုင်းတွင်းဝင်လာဖို့လှမ်းပြောခဲ့ပါတယ်ပန်တိုဂျာရဲ့ပြောစကားကတော့ဘန်ဘယ်မှာလဲဘန်ရီအတဲကန်ဝိုင်းထဲဝင်လာပါလို့လှမ်းခေါ်ခဲ့ပါတယ်ဂျိုးလိုကန်ကပန်တိုဂျာကိုမေးတော့ပန်တိုဂျာဟာအခုလိုပဲပြောခဲ့ပါတယ်တကယ်ကောင်းတဲ့ပွဲပါချန်ပီယံစိန်ခေါ်ခွင့်ကဘန်နဲ့ထိုက်တန်ပါတယ်လို့ပြောခဲ့ပါတယ်ဂျိုးလိုကန်ရဲ့အမေးကိုတော့ပန်တိုဂျာကိုလေးစားမှုအပြည့်နဲ့အခုလိုပဲပြောဆိုခဲ့ပါတယ်ဖလိုင်းဝိတ်တန်းမှာပန်တိုဂျာကတကယ်ကို great fighter ပါဗျာဒါပေမဲ့သူကဂျော့ရှူဝါဘန်နဲ့မထိုးထူးသေးဘူးကျွန်တော်ကဖလိုင်းဝိတ်တန်းရဲ့နာဂတ်ချန်ပီယံတယောက်ဖြစ်လာမှာပါလို့ပြောဆိုသွားခဲ့ပါတယ်ရိုင်ဘာနဲ့ဘန်တို့ထိုးတက်ခဲ့တဲ့ပွဲကိုတော့သူထိုးကိုထိုးနောက်မဆုတ်စတန်ကြမ်းပြခဲ့တဲ့ပွဲမို့လို့ UFC ဘက်ကလည်း Fight of the Night ဖြစ်သတ်မှတ်လိုက်ပါတယ်ဒီပွဲမှာတော့ဘန်ဟာလွမ်ကီထိတ်ဆုံးကရိုင်ဘောက်ကိုလဲနိုင်တဲ့ချန်ပီယံစိန်ခေါ်ခွင့်လဲရတဲ့အပြင် Fight of the Night ဆုကိုပါတင်းကျုံယူသွားခဲ့ပါတယ်ဒီပွဲအပြီးမှာဘန်ရဲ့ထိုးတက်ပုံကိုUSD ရဲ့ဖိုင်နာကြီးတွေကလည်းအတီးတီးချီကျူးစကားတွေဆိုခဲ့ကြပါတယ်